အခုကဖန်းကားကိုရောက်နေပါဖူးကတ်ကနေပြီးတော့ဒီဖန်းကားကိုနှစ်နာရီကျော်မောင်းလာပြီးတဲ့အချိန်မှာဒီရှုခင်းကြီးကိုစပြီးတွေ့ရတာပါဒီနေရာကဖန်းကားကမြန်မာနိုင်ငံမှာဆိုဖန်းအလူနေရာမျိုးပါဖူးကရေးပြအိမ်ကိုရောက်ပါဖူးခဒီရိုင်းဘက်ကနေမောင်းလာတယ်ဆိုရင်အခုဆိုရင်2 နာရီကျော်လောက်တော့မောင်းရတယ်အကောင့်လက်ကြိုက်တယ်တော့ပြပါတယ်ဒီကတော့တော်တော်ပြအဲ့မှာကျင်းလိုက်တောက်ဆောင်လေးရှိပါတယ်အကောင်ကြီးချလို့ကောင်လေးရရှိတယ်မှာနားရောက်တက်ကြည့်ကြမယ်နော်ခုမှရောက်ဖူးတာဆိုတော့အတူတူပဲသွားပြီးလေးလိုက်ချဆိုကားရေးပြအိမ်မှာ对的。哦，是嘛？现在哪里是？မတက်ခင်ဒီအင်ကြီးလေးရှိဒါလို့ဒီရေကန်လေးကနေပြီးတော့ရေကစိမ့်ပြအောင်ထွက်နေရလဲဆိုရင်တော့အရင်ကအဲ့ဒီနေရာလေးကတော့မိုင်းရင်းဖြစ်ခဲ့ရကွာမိုင်းရင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့တော့ရေကအရမ်းနက်တယ်တတုတက်လည်းကျွဲတဲ့ရေဖြစ်လာတဲ့ခါကျတော့အရောင်ကနေပြီးတော့မှအရင်ကကြီးတောက်ပြီးတော့ transparent နေဖြစ်လာတာပေါ့နော်ဆိုတော့ဒီနေရာလေးကိုသူတို့ကဘယ်လိုသတ်မှတ်လဲဆိုတော့ထိုင်းနိုင်ငံရဲ့ Switzerland လို့တော့မှသူတို့ကဒီနေရာလေးကိုသတ်မှတ်ထားကြတယ်ဟုတ်ပါတယ်ဒီရေပြန်အိုင်ကဗမာရှိရလဲဆိုရင်ဖန်းကားမှာရှိရဖန်းကားကဗမာရှိရလဲလို့ထပ်ပြောမယ်ဆိုရင်ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိရဆိုတော့ဒီဘေကန်လေးကိုသွားမယ်ဆိုရင်မနေ့9 နာရီညနေ3 နာရီအတွင်းရအောင်သွားရင်လို့ရေကအရန်ပြပြီးတော့မနေအောင်ရှိရတဲ့ကြောင့်ရေကပို့ပြတယ်ဒုံရိုက်လို့ကောင်းတယ်ရေကန်အရန်နတ်တဲ့အတွက်ရေလုံးဝမစင်းသင့်ဘူးပြီးတော့နေသားတဲ့နေ့ဆိုရင်အယောင်ပူလာတယ်ဒီကြောက်သားလေးတွေအဲ့လိုလေးတွေကြောက်သားလေးတွေဒါချင်းရှူတွေဒီဟာလေးကတော့တော်တော်လှပါတယ်ဒီတော့ဒီနေရာကိုလာမယ်ဆိုရင်ဘူးတကားမလာသင့်ပါဘူးတခြားတူးတွေနဲ့လာမယ်တကယ်လို့လာမယ်ဆိုရင်တော့ဒီနေရာမှာတော့ဘာမှအသွေးမရှိဘူးတပုတ်ရိုင်းလို့ရမယ်နားလို့ရမယ်ပေါ့နော်ပြီးတော့မရှုခင်းကတော့တခြားရွာလေးတွေကတော့တော်တော်လေးလှပါတယ်ရွာအထက်ဒီမြို့ရဲ့ရွာလေးတွေကတော့ဖန်နဲ့တော်တော်တူတယ်တောက်ဆောင်ကြီးကလည်းကြီးရေဆိုရွာတွေကိုလာတဲပြီးတော့ဒီမှာလာနေတနေကုန်လာနေမယ်ဆိုရင်တော့ဒီနေရာလေးကိုရွေးချယ်တင်ပါတယ်ခံစားချက်ကိုပြောရမယ်ဆိုရင်တော့ Facebook ကားလေးရောက်နေတယ်လို့ပါပဲဝေးကျလို့စစ်ပတ်လို့ပါလို့ညာလို့တော့ခံစားလာအဝိနေရောစောက်စောက်နေရောထိုးထွားနေရတော့ပါလေတော့ဆိုရင်တော့ပြန်မှုတင်ပါတယ်ဟောဘူးလုံးလည်းဆိုတော့ဒီလမ်းမှာတော့မရှိပါဘူးအခုကတော့ဒီရေပြအိုင်းကနေပြီးတော့ဖန်းကားမြို့တွေကိုဝင်လာတယ်ပေါ့နော်ဖန်းကားမြို့တွေကိုဝင်လာတာနဲ့ကြောက်ဆောင်ကြီးထုံးကြောက်တောင်ကြီးမှာအကြီးကြီးပဲမြင်ရတယ်အဲ့ကနေပြီးတော့ဖန်းကားကနေပြီးတော့ဖူးခတ်ကိုပြန်มาပါအပြန်လမ်းမှာမိုးရနေတဲ့အတွက်ဒီကြောက်ဆောင်ကြီးမှာတိမ်ကြီးတွေရောတိမ်လေးတွေနဲ့အရန်လှတယ်မဆိုင်ခင်မောင်းတဲ့ချိန်မှာတတိနဲ့မောင်းရတယ်ပေါ့နော်လမ်းချော်နေတဲ့အတွက်ဒီနေ့အတွက်ကတော့ဒီခီးတော်နေချင်းပြန်ခီးလေးကိုဒီပြအိုင်သွားခင်နေချင်းပြန်ခီးဘလော့လေးကိုတင်ပြီးတာပါနောက်အပတ်ဒီမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတယ်ဖူးကမြို့လေးကြီးကြောင်းတင်ပြအောင်မလဲဆိုတော့ဆက်လက်ဆောင်မျှော်ကြည့်ပြီးပါဘိုင်ဘိုင်